တို့တစ်တော့မသုံးဘူးလားတစ်တော့ရဲ့စီဝီကိုသိလားအဲ့ကောင်အောက်ပိုင်းမပါဘူးအောက်ပိုင်းတစ်ပိုင်းလုံးမပါဘူးခွန်မင်းတို့သုံးနေတဲ့တစ်တော့လေတစ်သားတော်ကြီးကိုလက်မှာချိတ်ပြီးတော့အဲ့ဒါကိုခြေထောက်လိုလှုပ်သွားတာတစ်တော့စီကိုအောက်ပိုင်းတစ်ပိုင်းလုံးမပါဘူးမင်းတို့ကသမင်းပြာပုံနဲ့အထမှာမဟုတ်တော့စိတ်တဲ့တွေကြပြီးတော့လမ်းဘေးရောက်သွားမှာလေလူနေခြုံကြားစိတ်ထားဝတိခြုံကြားစိတ်ကဘယ်တော့မှပုံပြမရဘူးတို့တော့စိတ်ထားကိုတာဝရိန်နာလောက်ထိတင်ပြထားလူနေခြုံကြားစိတ်ထားဝတိစိတ်ကိုအဲ့လောက်ထိအဆင့်မြင့်ထားလို့လိုတယ်ကွာလူမှကြနေပါတယ်ခင်မှမကောင်းပါဘူးပညာမှမတတ်ပါဘူးစိတ်ကအဆင့်မမီဘူးဆိုတော့သေပြီးတတလုံးနဲ့လည်းမထူတော့ဟုတ်ပြီနော်လူနဲ့လည်းမထူတော့စိတ်တော့နဲ့လည်းထူဖို့လိုတယ်စိတ်ရေးကြည့်တယ်အဲ့လူတွေရဲ့စိတ်ကပဲလောကကြီးဖြစ်စည်းတာအဲ့လူတွေရဲ့စိတ်ကပဲလောကကြီးကို